ဒီနေ့မှာတော့2065 compressor တွေလီမဆုပ်တဲ့ခါကြလို့ရှိရင်တိုင်သွားကြမလို့ပဲအိမ်မှာပဲကိုယ့်ကိုပြင်လို့ရမယ့်နီလန်းလေးကိုကျွန်တော် sharing လုပ်ပေးထားတာပါဒီ compressor လေးကတော့ piston တစ်လုံးလီမဆုပ်တော့တဲ့ error လေးပါပထမအဆုံး compressor အပေါ်မှာရှိတဲ့ဘာဂျပိုက်အကွေးလေးကိုအရင်ဆုံးဖြုတ်ရပါမယ်ပြီးရင်တော့ key နံပါတ်6နဲ့ဟပ်ဖော်ကမူလီလေးလုံးဖြုတ်ပါမယ်ဒီလုံးလေးကတော့ဆိုင်ကနေ customer တယောက်ဝယ်သွားပြီးတစ်လားလောက်မသုံးပြပဲနဲ့ပြစ်ထားပြီးတော့အခုပြန်သုံးတဲ့ခါကျတော့လေစုပ်အားနည်းနေတာပေါ့နော်အဓိကကတော့မသုံးတာကြာပြီးတော့ဘားပြားလေးတွေအလုံးမလုံးတော့တဲ့ error ပေါ့ဒီနေရာမှာဘားပြားအထိုင်တွေမှာတန်ကြီးတက်တာတို့ကြီးတွေကတ်နေရလို့ဆိုရင်တော့ကော်ဘက်ပါလေးနဲ့ပုတ်ပြီးတော့တန့်ရှင်လုပ်ပေးရမှာပေါ့အခုလုံးကတော့ဘားပြားအထိုင်တွေတန့်နေတော့လှုပ်ရှာမလို့အခုလုံးနေတာကတော့ compressor အတွင်းပိုင်းတွေက piston တွေ ring တွေကောင်းမကောင်းစစ်ပေးနေတာပေါ့နော်ကျွန်တော်ကတော့ပစ္စည်းရှိပြီးသားဆိုတော့လောက်ရတာလွယ်တာပေါ့နော်ပြီးရင်ဘားပြားလေးတွေပြန်ထည့်ဖို့အတွက်အမဲကြီးလေးကိုအထိုင်အပေါ်အောက်နှစ်ခုလုံးတုပ်ပြရအောင်ဒါကတော့ဘားပြားနှစ်ခုကြားမှာထည့်ရမယ် gasket လေးပေါ့ဒါလေးကမထည့်လို့မရဘူးနော်ပြီးရင်တော့ဒါလေးပြန်လုံးလိုက်ရင်တော့အဆင်ပြေပြီပေါ့compressor လီစုပ်ဟာကောင်းမကောင်းဆမ်းမယ်ဆိုရင်တော့ဒီစုပ်ပေါက်လေးမှာလက်လေးကိုပိတ်ပြီးဝင်ရိုးလေးလှည့်လိုက်မယ်ပြီးသွားလို့ရှိရင်ပြန်ခွာကြည့်လိုက်ရင်လက်မှာအနီအောင်လေးဖြစ်နေတော့ဒီ compressor ကလီစုပ်ဟာကောင်းတယ်ပေါ့နော်ဒီလို video လေးစလုံးနိုင်ဖို့အတွက်ကျွန်တော်တို့ page လေးကိုလည်း like and follow လေးလုပ်ပေးကြပါဦး